Hi guys အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အရန်ချိုးရဲ့ကျမကကစွန်းရဲ့ကြိုးပြမှာဖြစ်ပါတယ် Let's go ကဲစပါပြီပထမဆုံးကတော့ကျမအရန်ထည့်မဲ့ဟာလေးတွေစဉ်းသက်လုပ်ထားပါတယ်ပြီးတော့အမေရဲ့အိုးထဲမှာအမေပေးမကင်နာတဲ့စီပလင်းရဲ့စီတွေကိုကြိုက်ထည့်ပြီးတော့အမေရဲ့အိုးကိုကျမမီးရှို့တော့မှာဖြစ်ပါတယ်ဒါပေမဲ့အခုခဏရှို့ပြီးသားမလို့ကျမမီးနဲ့ရှို့လိုက်ပါမယ်ခဏနေတော့စီတွေကပစုနဲ့စူပွက်လာပါတော့မယ်ကျမအမေရဲ့အတန်လို့ပေါ့ကဲဒုတိယလုံးမှာစီရီယာစူပွက်လာပြီဆိုရင်တော့ကျမအခုနလေးရတဲ့ဒီကျက်သွန်တွေကိုထည့်မှာဖြစ်ပါတယ်။ဒါကတော့ကျက်သွန်တွေကိုစီထဲထည့်ပြီးတော့ပူနေကျွတ်နေအောင်လုပ်လိုက်ပါတယ်။စနေမုတ်လည်းနည်းနည်းထည့်လိုက်ပါတယ်။ထည့်ရလားမထည့်ရလားတော့မသိဘူး။ဒါပေမဲ့ထည့်ခြင်းတရပေါက်လာတော့ထည့်ချလိုက်ပါတယ်။ကျမမကြောက်တယ်ပါဘူး။အခုဆိုရင်တော့ကျက်သွန်လေးတွေကိုစီထဲမှာထည့်ထားပြီးဖြစ်ပါတယ်။ဘယ်အချိန်ကိုဆောက်အောင်မလဲဆိုရင်တော့သူပြုံးပြလိုက်လို့ကျမတို့မျက်နှာတွေမြင်သွားတဲ့ဒီကျက်သွန်လေးရင်းရပါပြီ။ကဲအခုဆိုရင်တော့ကျက်သွန်လေးရနေပြီပေါ့နော်။ဒါလို့ရှိရင်ကျမအခုနရေးစစ်ထားတဲ့ကစွန်းရတွေကိုထည့်ပါမယ်။ကစွန်းရလည်းကျမလုပ်ထားတာပါနော်။ကဲတခုကတော့ကစွန်းရထည့်တဲ့နေရာမှာ process မှုလိုပါတယ်ကျမလိုပါ။ဘာလို့လဲဆိုတော့စီပူတဲ့ကစွန်းရထည့်လိုက်တဲ့ခါကျလို့ရှိရင်ရွှဲဆိုပြီးတော့အသက်ကုန်မိပါတယ်။အဲ့ဒါမကြောက်ပါနဲ့။ဘာလို့ဆိုတော့အသက်နဲ့ဝေးပြီပါ။ကဲခုကတော့မနုတူချင်းလေးမှာစားနေနေထည့်မှာဖြစ်ပါတယ်။ကျမလုံးနေတဲ့အချိန်မှာဘေးနားနေကျမကိုလာကြည့်ပါပါတယ်။ကြည့်ပြီးတော့ဒီညကစွန်းရကြော်စားဖို့မြင်လေးတယ်ဆိုပြီးပြောရပါတယ်။ဒါပေမဲ့ကျမဗီဒီယိုရိုက်နေတာပြီးတဲ့အတွက်ခဏပြန်ထွက်ပေးပါတယ်။အရင်ချစ်ဖို့ကောင်းပါတယ်။ကဲအခုကတော့ကစွန်းရလေးနုံးပြီဆိုလို့ရှိရင်ကျမရေလေးနည်းနည်းလေးထည့်ပါတယ်။မထည့်ရအောင်ဆိုပြီးတော့လည်းမပြောပါနဲ့ကျမထည့်ချင်လို့ထည့်တာ။ဒီဆိုတော့ကစွန်းရလေးတွေလိုနုံးနေတဲ့အချိန်မှာကျမမီးကိုနည်းနည်းလျှော့ပါမယ်။ဟိုကမီးတအားလောင်လို့ရှိရင်ပေါက်တတ်တယ်။မီးနဲ့လျှော့ပါတယ်။လျှော့လို့ရှိရင်တော့ကျမအခုနကစင်းသက်လုပ်ထားတဲ့ကျက်သွန်ဖြူကိုထည့်ပါမယ်။အခုဆိုရင်တော့အခုနကချစ်ထားတဲ့ကျက်သွန်ဖြူလေးနဲ့ငွေသီးစိမ်းခွဲထားလေးနဲ့ထည့်ပြီးတော့ကျမတို့ခဏနှက်ထားပါတယ်ကျက်သွန်ဖြူကချစ်စရာလိုလားဆိုတော့မလိုပါဘူးကျမချစ်ချင်လို့ချစ်တာပါရှာမရှိနဲ့အခုဆိုရင်တော့ကျမကစွန်းရကြုံနေနဲ့အရန်ပူနေရမို့လို့ရေကတထားထဲမှာအေးလေးတောက်ပါမယ်ဝေါကံကောင်းကျင်တော့အေးရကျမတငုံငါပဲရှိပါတယ်ဗိုက်ရီကတငုံငါပဲရှိရပါဒါပေမဲ့ဒီဘူးကိုကျမအကုန်တောက်လိုက်တာဖြစ်လို့ဒီဘူးလုံးကိုကျမတယောက်တည်းတောက်တယ်လို့တိတ်လုံးထင်ကြပါလိမ့်မယ်အခုဆိုတော့ကျမကရှောက်လုပ်ထားတဲ့ကစွန်းရကြော်လေးရနေပါပြီအရေးတွေပြန်သေးရဆိုပြီးရှာမချေကြပါနဲ့ကျမတို့ညာလို့ဆူရွှဲလေးကြိုက်လို့ပါကဲအခုဆိုရင်တော့အရန်ချိုးရဲကျမကြော်ရတဲ့ကစွန်းရကြော်လှလှလေးရပြီဖြစ်ပါတယ်ကျမအစင်းသစ်ကြော်ပြီးတော့အိမ်လုံးကစားကြတော့မှာဖြစ်ပါတယ်ထုံးစံနိုင်ဒီကတော့ကြောင်ထဲမှာဖွင့်မိဟာပေါ့နော်လက်ကားစားတာပါအကုန်ထည့်ပါမှဖြစ်မှာပါကဲအခုကတော့ကျမကိုယ်တိုင်ကြော်ရတဲ့ကစွန်းရကြော်လေး